မင်္ဂလာပါဗျာဥစီဘိုက်စာဘစ်ကပြန်လဲကျူစုလိုက်ပါတယ်ဒီနေ့တော့ Scotch K 940ပေါ့နော်ကာဗွန်ဘိန်းလေးပေါ့နော်940ကာဗွန်ဘိန်းလေးကိုကျွန်တော်စာဘစ်ဝင်ပေးရမယ်ပေါ့နော်သူနဲ့ကျွန်တော်နဲ့ဒီပိုင်ရှင်နဲ့ပြောထားတာတော့အဓိကကတော့ဇက်ပေါ့နော်ဇက်ကဘာလို့လဲထစ်နဲ့တော်တော်လေးကိုဇက်ကြက်သွားပြီဗျဒီနာလေးဆိုတော်တော်ကြက်သွားထစ်သွားပြီပေါ့နော်အဲ့ဒါလေးကို तू ကလောက်ရမှာပေါ့နော်အဓိကကတော့ဇက်ကိုအဓိကထားပြီးလှုပ်ပြီးမလို့ပဲသို့ပေမဲ့ကျွန်တော်နဲ့ तू နဲ့စကားပြောတဲ့အချိန်မှာပေါ့နော် तू ကဝယ်ထားတာတစ်နှစ်ရှိပြီအနေပြီးတော့လေ तू သွားထားတယ်တန်တော်ကြီးလည်းတက်ထားတယ် तू ခီးဝေးလည်းနင်းထားပြီပြောမယ်ဆိုရင်တော့ဟိုဒီဘင်းကို तू ကောင်းကောင်းအသုံးချထားပြီးသွားပြီပေါ့နော်တစ်နှစ်တောင်ရှိသွားပြီဘာစားပေးမှမလုပ်ဘူးကျွန်တော်စီတော့တခါတော့ဒီရှိန်းကြီးလာလဲဘူးတဲ့ तू ကြီးရှိန်းကြီးပေါ့နော်ကျွန်တော်ညွှန်တဲ့အတိုင်းလေး तू လဲတယ်ပေါ့နော်အဲ့တော့မထူးတော့ဘူးကိုဟိုကိုခီးဝေးလည်းသွားထားပြီးသွားပြီเนาะ तू ကလောတက်ဖို့ပဲ तू ကြံတော့ရနေ तू ပါတယ်အဲ့တော့အဲ့ဟာလေး तू လုပ်မယ်အဲ့တော့ service ဘိုင်းလေးလုပ်ရင်လည်းမှာကျွန်တော်တစ်နှစ်အတွင်းလေးမှာဘာလေးတွေကဘယ်လိုကွာဟွားတယ်ဆိုတာလေးတွေကျွန်တော်ရဲ့ video file လေးနဲ့ तू ကြည့်ရှုလိုက်ကြတာပေါ့ဗျာเนาะကဲဒါလေးကတော့ရေဝင်ထားတဲ့အပိုင်းလေးပေါ့เนาะကျွန်တော်ပြောတော့ headset တွေကရေဝင်မှုပို့ပြီးတော့များတယ်သူကရှေ့ဆုံးကနေရောရင်ကော့ပြီးတော့ခန်းတယ်လို့ပေါ့ဗျာเนาะအဲ့မှာကျွန်တော်ကြည့်လိုက်တော့ bearing တွေကထစ်နေပြီပေါ့เนาะထစ်မှာပေါ့ရေဒီမတောက်ဝင်ပြီးတော့တန်ကြီးတွေကိုက်သွားတာပေါ့เนาะဒါကတော့အောက်ကပေါ့သူကတော့စီရှိရဲတို့ရင်မဲ့တော်တော်ကိုညစ်ပတ်နေပြီအဲ့တော့ပြောမယ်ဆိုရင်တော့ bearing ကထစ်သွားပြီဆိုတော့တိတ်သုံးလို့အဆင်မပြေတော့အဲ့တော့ကျွန်တော်သူ့အတွက်လည်းတစ်ခါလေရန်ထားပြီးသားပေါ့နော် bearing အစ်လဲပြီးလိုက်မယ်ပေါ့နော်ကဲအဲ့ဒါကျွန်တော်တို့ကခေါင်းစားအသက်တာပုံပဲအဲ့တော့ကျွန်တော်ဆက်အလုပ်လုပ်လိုက်အောင်မယ်နော်ကဲဇက်ခွက်ရဲ့ပြဿနာတော့ဇက် bearing ရဲ့ပြဿနာကတော့ကျွန်တော်ဖြည့်ရှင်းပေးလိုက်ပြီပေါ့နော်ပြဿနာတရက်တော့ပြီးဆုံးသွားပြီအဲ့တော့ကဲနောက်ထပ်ပြီးတော့လှုပ်ရှားရှိရလှုပ်လိုက်အောင်မယ်ဗျာနော်ရှေ့ဟက်ကိုတော့ bearing ကိုဖြုတ်ပြီးတော့စစ်ကြည့်လိုက်တယ်ပေါ့နော်စစ်ကြည့်လိုက်တော့ Memphis ဆိုတော့တည့်ရတိုင်းပေါ့ဗျာနော်ကျွန်တော်တို့ဖြုတ်ရတာနည်းနည်းတော့ဟိုပါပေါ့ဟိုတူးလေးတွေနည်းနည်းသုံးရတာပေါ့သူကနည်းနည်းဖင်စတွန့်ထားတာလေးတွေဗျာဖင်စတွန့်လာတော့မဟုတ်ဘူးနော်ဒါသူ့ရဲ့ဒါမူပိုင်ခွင့်နဲ့သူ့ဘူးဗျာနော် Memphis ဆိုတော့Memphis ဆိုတဲ့အတိုင်းပဲတော်တော်ကောင်းနေဗျာတက်လားမဲဆီကလည်းကျွန်တော်ထင်တာတော့ဒီ Grace ကဟိုပါပေါ့ဟိုကျွန်တော်ဒီ liquid modi ဖြစ်ဖို့များတယ်ပေါ့နော်ပြီးတော့ဒီဘက်ကတော့သူကအရှိန်နေမကောင်းတော့ဒီဘက်ကတော့အရှိန်နေကောင်းတယ်ဒါပေမဲ့ရေဝင်ထားတဲ့အတွက်ဟုတ်မှတန်ကြီးလေးတွေထားရတယ်တွေ့လားအဲ့တော့ကျွန်တော်တို့ကတော့ဟိုပေါ့ဖြစ်လာမှကုသတာထက်ကျူတင်ကာကွယ်ခြင်းကပိုပြီးထိရောက်တယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဆေးပေးလိုက်တာပေါ့နော်ဘာပဲဖြစ်ဖြစ် Memphis ကတော့ Memphis ပဲပေါ့နော်ဒီကာဗွန်ဘိန်းလေးကိုကန်ရင်းနေပေါ့နော်သူက Memphis တီနဲ့ဆင်ထားတာပေါ့နော်သူကဘာတွေဖြစ်လဲဆိုတော့ဒီနောက်ဘိန်းကိုဖြုတ်တဲ့ချိန်ကျရင်အာကြီးဘာကြီးကများတယ်ဗျာတခါတကြလို့ရှိရင်Memphis အတွက်တူးတွေဝယ်ရARC BNB အတွက်တူးတွေဝယ်ရရှီမာနုအတွက်တူးတွေဝယ်ရနဲ့ကြာလို့ရှိရင်လူလဲမွဲတော့မှာပဲဗျာတူးဖို့နဲ့တယ်အဲ့တော့ကို့မှာဒီဘိန်းလေးကိုတေချာဖြုတ်ရတယ်ဒီဘာမှမဟုတ်ဒီဘောလေးလေးလုံးထွက်လာဖို့အတွက်ကိုတော်တော်လုံးရတယ် तू က Richard တိုက်ဗျာ Richard တိုက်ဆိုတော့ဖြုတ်ရတဲ့ဟာဘာကြီးရတယ်ဆေးရမယ်ဘာကြီးရတယ်များတယ်ပေါ့နော်ဒါဟတ်မှာခန့်ဆောင်တဲ့ Richard သွားလေးတွေပေါ့နော်ဒါ free head ရဲ့ဒါဟာပေါ့cap lock လို့ပဲပြောရမှာပေါ့ဗျာနော်အဲ့လူလေးကြီးပေါ့ဗျာတစ်ခါတည်းကြားလို့ရှိရင် Memphis ကဗျဟိုဒီမီဟတ်တွေထပ်ပို့ပြီးအလုပ်ချုပ်တယ်ဗျအဲ့ဒါပိုင်ရှင်တွေလည်းသိစီခြင်းတယ်ဗျာကျွန်တော်ပတ်စံပူတောင်းမငင်းရနဲ့နော်ဆက်လှုပ်လိုက်အောင်မယ်ဗျာနော်ဒီဘောလေးလေးလုံးထွက်ဖို့အတွက်ကိုကျွန်တော်ရှုပ်ရတာတော့ရတာကြီးများလို့ခေါင်းတွေလည်းရှုပ်တယ်ဗျာကဲနောက်ဘိန်းကြီးကတော့ပြန်လုံးပြီးသွားပြီပေါ့နော်ပြန်လုံးပြီးသွားပြီဆိုတော့ဘာလုပ်ရမလဲဆိုတော့စုံလေးကြံတယ်ပေါ့နော် BBB ကြံတယ်အဲ့စုံလေးကိုကျွန်တော်ကဖြုတ်မလို့ဆိုပြီးကြည့်လိုက်တော့သူ့မှာဘုတ်ကတ်လေးမပါလာဘူးတဲ့မပါလာဘူးဆိုတာကဒီဘိန်းကလည်းသူက factory ဘိန်းနေဗျာတချို့ factory ဘိန်းနေမှာအဲ့ဘုတ်ကတ်တွေမပါတဲ့
ဟာလေးဒီရှိတတ်တယ်တခါတလေဟို grand set လိုက်ကျွန်တော်ကတော့ SRAM ဝယ်လို့ရှိရင်တော့ကျွန်တော်ဖာလိုက်ဝယ်ဘူးတယ်ဗျအဲ့ဒီမှာတော့သူကအစုံပါတယ်ဗျတခါတည်းတွေးရက်လေးလေတက်ပြီးသားပဲဗျသူကဒီကောင်ကဘာလို့မထည့်ပြီးတာလဲဒါမှမဟုတ် तू က तू ပိုင်ရှင်ပဲကျွန်တော်တစ်ချက်မေးကြည့်မှဖြစ်တော့မယ်ဗျဘာလို့ဆိုတော့ तू ကဒီဘင်းကိုစက္ကန့်ဝယ်တာလားစက္ကန့်ဝယ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ service ဆိုင်တွေကပဲဖြုတ်ထားပြီးတော့ပြန်တက်ဖို့မေးတာလားဒါမှမဟုတ်တမင်တကာပဲဟိုသူ့စီမှာလာတော့မှပဲလုတ်ပေးတာလားဒါမှမဟုတ်ဒါတော်တော်များများတော့ factory ဘိန်းဒီမှာတော့ဟိုပြည့်စုံမှုအပိုင်းလေးတွေနေတယ်ပေါ့အဓိကဖြစ်နိုင်တာအများဆုံးကတော့ तू ကဟိုပေါ့ဒီ factory vein ဖြစ်တဲ့အတွက်ကိုတချို့ patch တွေကမထည့်ပြီးလိုက်တာဖြစ်မယ်ဗျာဒီဘိုးကတ်ရှိမှဒီ SRAM ရဲ့စုံကဖြုတ်ရတာပေါ့အနာတက်တာပေါ့နော်ဒါမှမဟုတ်တရုပ်ဒီနဲ့6ဖြုတ်ပြစ်မယ်ဆိုပြီးတော့ तू က carbon frame မြအဲ့တော့ကျွန်တော်မလုပ်တော့ဘူးလို့တော့ကျွန်တော်စဉ်းစားတယ်ဘာလို့စဉ်းစားလဲဆိုတော့ကျွန်တော်သူ့ရဲ့ Memphis တွေဘာတွေကင်လိုက်တော့လေမဲစီတွေကထိုက်တင်တဲ့လောက်ရှိတယ်ဒါကျွန်တော်တို့ကပြောမှဆိုပြန်ပြီး view site တဲ့ပုံစံမျိုးအဆင့်ပဲရှိတယ်ဗျာဟိုသူ့ကိုတက်တန်းစီသုံးလို့ရအောင် view site တာပေါ့နော်သူကဒီ SRAM ဒီမှာတော့သူကတိတ်ထူးထူးခြားခြားတိတ်ပြီးတော့တအားပြောရလောက်အောင်မရှိဘာလို့ဆိုတော့အမေရိကန်မိုက်အခင်းနေဘူးเนาะအဲ့တော့ကျွန်တော်ပိုင်ရှင်ကိုပြောပြီးတော့ပဲကျွန်တော်ဟိုကျန်တဲ့ဟာလေးတွေဆင်လိုက်တော့မယ်ဗျာနော်ဘာလို့ဆိုတော့ဒါအနေအရန်များတယ်ဗျာကာဗွန်ဘိန်းဖြစ်တဲ့အတွက်ကျွန်တော်ဘူးကတ်မပါပဲနဲ့ကျွန်တော်တိတ်မဖြုတ်ရဲဘူးပေါ့နော်ကျွန်တော်တော့မလုပ်ရဲဘူးဗျာနော်ကဲကျွန်တော်တခုပြောချင်တာ SRAM မှာကျွန်တော်ကြိုက်ဆုံးချက်လေးကအဲ့လိုပေါ့နော်ဘိန်းအဖြုတ်တက်ဒီလုံးတဲ့အချိန်လေးမှာလေဒီ trailer မှာပါတဲ့ဒီ lock လေးကိုအရန်သဘောကျတာဟောတက်တယ်နော်အတန်လေးကြားလိုက်တာအဲ့လိုလေးလှုပ်လိုက်အောင်မယ်နော်ကျွန်တော်တို့ဒီဟိုရှီမာနိုကြီးပါကြတော့ကျွန်တော်ဓာရီပါတွေဆွဲဆက်ပြီးတော့တင်ထားတယ်ပဲဆွဲဆက်ကန်နေရတယ်ဗျာတက်လို့ရှင်သူအဲ့ဒါလေးတခုတော့ SRAM ကအာတာချက်တွေရှိတယ်ဗျာနော်ကဲအဲ့တော့ရှေ့ဘိန်းလေးတက်လာအောင်မယ်ဗျာနော်ကဲ Skorsky ဘိန်းလေးရတော့လူအပ်တာလေးကြီးလှုပ်ပေးလိုက်ပြီးပေါ့နော်BB ကတော့ကျွန်တော်မဖြုတ်တတ်တာလည်းမဟုတ်ဘူးဗျမဖြုတ်ရဲတာပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်သူ့မှာပစ္စည်းရမစုံလို့ရှင်အရန်နာသွားမယ်ဗျ။7တပိန်းရဲ့တန်ဖိုးတွေကျွန်တော်တို့ကသိရဗျာ။အဲ့ဒါကြောင့်ကျွန်တော်မလုပ်ပေးတာပါလို့နော်။ SRAM လည်းဖြစ်တဲ့အတွက် SRAM တွေကတော့2နှစ်လောက်ကတော့အသာလေးခိုင်းလို့ရပါသေးတယ်နော်။အဲ့ဒါကြောင့်လည်းပါတယ်ပြီးတော့ဒီ cap လေးကိုလည်းကျွန်တော်သူ့ရဲ့အရှင်းတိုင်းလေးကျွန်တော်လှမ်းပြီးတော့ပိုင်ရှင်ကိုဝယ်ခိုင်းလိုက်ပါမယ်နော်။ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ